Mahadana Yato Lung Tomo Chichedo Lulu Yasayaga Todan Takuma Abitanda Tolo Kore In Godra Nike Abitanda Toma Yasayaga Mahadana Yato Lu Tomo Chichedo Lu Subira Hotara Shida Todo Edima a Lulu Sodo Leve Alodini Jarado a Lulu Madija Ubo Cojentila the Kuni never tide Cojentila the Kuni net tide Chinsin de Ya go and Yasayaga Mahadana Chichere a Lujilu Tilo Hoda The Chado Danima Duya Gate Sagalon the Kuba Yasavia de Aro de Dema Kudo Jang Shinlen Jare Kama Lumu Damu ne Padade Dana Kudo Naina Genton Saudi Jam Tila Kudo Wamya Atoja de Bavana Kudo Di Dilo Hoja Viro Tar The Kunekule Losam Mujanga Madu Bo Dana Sodima Mimi Tanama Shide Mimima by Silent Ayata Kugu The Udia are Belugin Sunjajango Dana Lokora Daga Poma Avi Kushira Udumia Pera Dana Alodija Dana no E Dana Sores a Galongo level Namu Quabi of Miami Dana Sores a Galonga the Karakajaro Peluchin look so that Domo Pelujan Sidana Yone Kamale Shide Domo Dana Sura Luzea Pisiu to go let Dana look. Era Jamolo Sabi Janga ya Quame solution Wutu Dana Sidana Dana Lu Namu Quaya Wutu Dana Sura Bales Luzea Pisiu to Luzea Pisiu to the Wutu Dana Eri Luzea Pisiu to go Lubje on Don't abide Sidana Jaro Sidana Dana lo call. Era de Mature the Walego Matao Wutu Dana le Sidana Dana Solora Pisiu to ole Dana lo call Sidana ole Dana lo call. Benia ma question I know saying Dana Dedi a lubede so there's a galoma cheap message. A lubede so that Sidana will be a mahobu, Pisiu to be. Dana Dedi so there's a galongo cheap message. Eddie Dana the Luzea Pisiu to Yora. Dana Luzea Pisiu to Dedi Belui. Amalo piano, Dana Dedi a lube look to the piano, no? Era Pisiu to Yora. Era Moven and now the Nijaro. Now the Nia Majaro Danina Bogawa Danina Sonjebigan Luranyan Bogawa Sitting Osa Jeware and Itamu Yare look. What is a Gabure Kajaro? Titana Sidana will call you up. Is you too will call you Lumiahu, no? Era Luria Tanama Luzea Pisiu to ye Ludede Sidana ye Erelo Namushi Luman Ludede Sidana Luzea Pisiu to Lulaja Every time a Jubida Baga Jubida also Sidana Jubida Todo Sidana Yitata Pisima Bawen Pshitalas or Mapshipu Luzea Pisiu to go Chibio, Lujene Sidana Boravo. Era Dinakua,
ဆက်သွယ်ပြီးတော့နေတယ်အပြန်အလှန်ဆက်သွယ်ပြီးတော့နေတယ်လှူเสียပစ္စည်းဝတ္ထုကအာယုံလှူတဲ့စေတနာကအာရမဏိကစိတ်စေတယ်အဲ့တော့လှူเสียပစ္စည်းဝတ္ထုရဲ့လှူတတ်တဲ့စေတနာဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာအလှူထမြောက်ခြင်းဆိုတာဖြစ်လာတယ်ပေါ့အဲ့ဒီထဲမှာအကျိုးပေးတယ်ဆိုတာကြတော့ဒါနစေတနာအကျိုးပေးတယ်လို့ဒီလိုပြောရတယ်လူเสียပစ္စည်းဝတ္ထုကိုအမိပြုပြီးတော့ဒါနစေတနာလှူတတ်တဲ့စေတနာဟာလည်းပဲဖွံ့ဖြိုးတိုးတက်လာသူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအာတန်လေးလေးဒီပုဂ္ဂိုလ်ရဲ့ကောင်းကျိုးချမ်းသာရလေလေအဲ့တော့ကြီးလိုက်မယ်ဆိုလို့ရှိရင်ပစ္စည်းဝတ္ထုနဲ့စေတနာဒီနှစ်ခုဟာဘယ်သူကအရေးပါတော့ဆိုနှစ်ခုစလုံးအရေးပါတယ်လို့ပြောနိုင်တော့လဲပဲပို့ပြီးတော့အရေးပါတာအဓိကကြတာပြောပါဆိုရင်စေတနာပဲဒါကြောင့်မို့လို့ဝေလာမသုတ်တန်ကြတော့မြတ်စွာဘုရားဟောထားတာရှိတယ်လေပစ္စည်းဝတ္ထုကကောင်းတာပဲဖြစ်ဖြစ်ညံ့တာပဲဖြစ်ဖြစ်အဓိကမဟုတ်ဘူးတဲ့နောက်ပစ္စည်းဝတ္ထုကနည်းတယ်များတယ်ဒါလည်းအဓိကမဟုတ်ဘူးတဲ့အဓိကကြတာတော့မှန်ကန်တဲ့စေတနာတရားအဓိကကြတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့လူတိုင်းဒါနကောင်းမှုလုပ်တိုင်းစေတနာဖွံ့ဖြိုးအောင်ကြိုးစားစေတနာဖွံ့ဖြိုးမှုဟာဘာကိုအကြောင်းပြုပြီးဖွံ့ဖြိုးနိုင်လို့ဆိုပစ္စည်းဝတ္ထုကိုအကြောင်းပြုပြီးတော့လဲစေတနာဖွံ့ဖြိုးတယ်အလှူခံပုဂ္ဂိုလ်ကိုလည်းအကြောင်းပြုပြီးတော့စေတနာဖွံ့ဖြိုးတယ်အလှူဝတ္ထုကမွန်မြတ်လှူလိုက်ရတယ်ဆိုလို့ရှိရင်စေတနာလည်းပဲပိုထက်တာနောက်အလှူခံပုဂ္ဂိုလ်ကလည်းပဲနော်သီလသမာဓိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သို့မဟုတ်တန်ခါအများစုချီးနူးเสียအလှူခံပုဂ္ဂိုလ်လှူလိုက်ရတယ်ဆိုလို့ရှိရင်လေစိတ်ထဲမှာဝမ်းသာချီးနူးမှုလှူလို့တဲ့စေတနာပို့ပြီးတော့ဖွံ့ဖြိုးလာတယ်ပေါ့အဲ့တော့အလှူဝတ္ထုနဲ့အလှူခံပုဂ္ဂိုလ်ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့စေတနာတရားဖွံ့ဖြိုးတိုးတက်လာတာဟုတ်ဒါကြောင့်မို့လို့အဲ့ဒီစေတနာဖွံ့ဖြိုးတိုးတက်မှုအတွက်အလှူဝတ္ထုကလည်းအရေးကြီးတယ်အလှူခံပုဂ္ဂိုလ်ကလည်းအရေးကြီးတယ်ဒါပြောတာအဲ့တော့ဘယ်သူအတွက်အရေးကြီးတာတော့ဆိုစေတနာအတွက်အရေးကြီးတာဒါဖြင့်အကျိုးပေးဖို့ကြတော့ဘယ်သူကအရေးကြီးတာတော့ဆိုစေတနာကပဲအရေးကြီးတယ်အလှူဝတ္ထုဘလောက်ကောင်းစေတနာကညံ့နေလို့ရှိရင်ညံ့သွားမှာပဲအဲ့တော့အကျိုးပေးတဲ့နေရာမှာအဆုံးဖြတ်ပေးတာဒီပစ္စည်းဝတ္ထုကမဟုတ်စေတနာကအဆုံးဖြတ်ပေးသွားတာတဲ့အဲ့ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့နေရာမှာစိတ်ထားဟာအမတန်မှအရေးကြီးတယ်ပေါ့ဒါကြောင့်မို့ဗမာစကားမှာလဲစိတ်ထားတတ်ရင်မြတ်တယ်လို့ဒီလိုပြောတာဒါတာမန်ပစ္စည်းတွေလှူတဲ့နေရာမှာအမတန်မှအရေးကြီးတယ်ပေါ့နော်ကုသိုလ်တန်မှန်ကလေးစိတ်ထဲမှာနောက်တစ်ခုကတမန်ဝတ္ထုတစ်ခုကိုလှူတယ်ဆိုလို့ရှိရင်စဉ်းစားရမှာလှူတယ်လို့ဆိုရင်များသောအားဖြင့်လူတွေကလှူတယ်ဆိုတဲ့အပေါ်မှာနောက်ကယူတယ်ဆိုတာပါနေသေးတယ်နော်ယူတယ်ဆိုတာပါတယ်ဆိုတာဘာလို့ဆိုရင်ကုသိုလ်ရခြင်းလို့လှူတယ်ဆိုတဲ့အဲ့ဒီရချင်တာလေးပါနေသေးတယ်ရချင်တာပါနေတယ်တကယ်ကတော့တန်တန်ဆိုလို့ရှိရင်လှူတယ်ဆိုတာကိုယ့်အတွက်မဟုတ်ဘူးအလှူခံပုဂ္ဂိုလ်အတွက်စေတနာတန်တန်ထားနိုင်ရမယ်ကိုယ့်အတွက်မစင်စားနဲ့အလှူခံပုဂ္ဂိုလ်အတွက်ပဲစဉ်းစားအများသောအားဖြင့်လှူတယ်ဆိုတာဘယ်သူအတွက်တုံးဆိုကိုယ့်အတွက်ဖြစ်နေတတ်တယ်ကိုယ့်အတွက်ဖြစ်နေတတ်တယ်ဆိုပါစို့ကျောင်းဆောင်လှူတယ်ဆိုရင်လေအေး
ဒီအများကိုပြောပြတာနော်ကျောင်းဆောင်လူတယ်ဆိုရင်လေဒီကျောင်းတကာအဖြစ်ခံယူခြင်းနဲ့အများမှာဂုဏ်ရှိခြင်းနဲ့ဆိုအတွေးလေးတွေပုထုဇဉ်တွေမှာရှိတတ်တယ်ပေါ့တခုလူရဲဆိုလို့ရှိရင်လေသူအလှတကာအနေနဲ့အများမှာထင်ပေါ်ကြော်ကြားမှုလေးတွေကိုရချင်တာအဲ့ဒါလေးတွေကစဉ်းစားကြည့်မယ်ဆိုဒါရချင်လို့ဒါလုပ်တယ်ဆိုရင်အယောင်းဝယ်သဘောမဆန်ဘူးလားအယောင်းဝယ်သဘောဆန်းနေတယ်အဲ့ဒါမျိုးမဖြစ်ဘဲနဲ့ဒီမှာကျောင်းဆောင်လူတယ်ဆိုရင်လေဒီကျောင်းပေါ်မှာသတင်းသုံးတဲ့ပုဂ္ဂိုလ်တွေတို့တန်ဃာတွေကိုဆောက်လူတယ်ဆိုရင်ဒီဆောက်ဥပေါ်ဒီကျောင်းပေါ်သတင်းသုံးတဲ့တန်ဃာတွေအများအတွက်ဆောက်တယ်ဆိုရင်ဒီပေါ်မှာဒီဆောက်ဥမှာနေထိုင်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြပါစေအများအတွက်ဆိုတဲ့စိတ်ကိုထားအလူကံပုဂ္ဂိုလ်ရဲ့အကျိုးကိုကြည့်ပြီးတော့လှူတာဟာအမတန်မွန်မြတ်တယ်လို့ပြောရအောင်ကျန်တာကဆုမတောင်းရဘူးလို့ပြောတာမဟုတ်ဘူးအလူကံပုဂ္ဂိုလ်ရဲ့အကျိုးကိုကြည့်ပြီးတော့လှူလိုက်တယ်လှူပြီးတဲ့အခါကျတော့မှကိုယ်ဆန္ဒထုတ်ဖော်တာဒီလိုလှူရတဲ့ကုသိုလ်ဟာသူကသူအကျိုးပေးမှာပဲတောင်းနေဖြစ်စေမတောင်းနေဖြစ်စေကိုကဘာကိုရချင်တယ်လဲဒီကုသိုလ်ကောင်းမှုဟာဘာကိုဥတည်စေချင်တယ်လဲဆိုတာကြတော့ကိုလိုချင်တာတစ်ခုထုတ်ဖော်တာဒါဆူတောင်းတဲ့ခေါ်တာပဲเนาะအဲ့တော့လူကလေးကအများအတွက်ကိုလှူရမယ်အလူကံပုဂ္ဂိုလ်ရဲ့အကျိုးအလူကံပုဂ္ဂိုလ်တွေအပေါ်မှာမေတ္တာထားမယ်စေရနာထားမယ်ကရုဏာထားမယ်ဟောမရှိတဲ့ပုဂ္ဂိုလ်ပေးလိုက်လို့ရှိရင်အော်သူစားစရာမရှိချမ်းသာပါစေစားပါစေเนาะအဲ့ဒါလိုလှူရမယ်သူငါကျွေးထားတာတနေ့ကျသူငါ့ကိုလှုပ်ပေးရမယ်ဒါကြတော့အယောင်းဝယ်အယောင်းဝယ်ဖြစ်သွားဒီလိုအပြန်အလှန်မျိုးမဖြစ်စေရဘူးတဲ့လူတဲ့ဆိုတာအပြန်အလှန်မျိုးမဖြစ်စေရပူဇော်တယ်ချီးမြှောက်တယ်ဆိုတာနှစ်ခုရှိတယ်ပူဇော်တယ်ဆိုတာကိုယ့်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်သီလသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေကိုကျောင်းဆောက်ပြီးတော့ပူဇော်တယ်သို့မဟုတ်သင်္ကန်းနဲ့ပူဇော်တယ်သူ့ရဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တွေကိုပူဇော်တယ်ဒါပူဇော်တယ်ပူဇော်တဲ့အနေနဲ့လှူတာကိုယ့်အတွက်မဟုတ်ဘူးသူ့ကိုပူဇော်တယ်ဓမ္မရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့ပူဇော်တယ်ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကြတော့ချီးမြှောက်တယ်။ဘာနဲ့ချီးမြှောက်သူစားစရာမရှိဘူးစားစရာပေးလိုက်တယ်။နေစရာမရှိဘူးနေစရာလေးပေးလိုက်တယ်။ဝတ်စရာမရှိဘူးအဝတ်ကလေးပေးလိုက်တယ်။ဒါချီးမြှောက်တာ။အဲ့ဒီချီးမြှောက်မှုတွေဟာလူသူရဲ့အတွက်မဖြစ်စေရဘူးယူသူရဲ့အတွက်ပဲဖြစ်စေရမယ်။အကျိုးပေးတဲ့အခါကျတော့ဘာကိုကြည့်ပြီးတော့အကျိုးပေးတယ်လဲသဘာဝအလှူတွေအစဉ်းစားစရာမြတ်စွာဘုရားကသဗ္ဗဒါနံဓမ္မဒါနံဇိနတိလို့ဟောထားတာရှိတယ်ဓမ္မဒါနကဘာဖြစ်လို့ဒါနထဲမှာအကောင်းဆုံးဖြစ်နေရတယ်လဲလို့ဆိုတာကိုအလေးနဲ့စဉ်းစားကြည့်ပစ္စည်းတစ်ခုကိုလှူလိုက်လို့ရတဲ့ပုဂ္ဂိုလ်ကိုအဲ့ဒီပစ္စည်းကဘလောက်အကျိုးပြုတယ်လဲနော်လှူသူနဲ့ယူသူမှာကိုလှူလိုက်တဲ့ဟာကယူသူအတွက်ဘလောက်အကျိုးပြုတယ်လဲဆိုတာကအဓိကကြအဓိကအမတန်မှကြတယ်အဲ့ဒါဓမ္မဒါနကဆိုပါစို့ဒီဓမ္မဒါနကမြတ်တယ်ဆိုတာဓမ္မကိုလှူလိုက်တဲ့ဖြင့်အဲ့ဒီဓမ္မကိုလက်ခံရရှိသွားတဲ့ပုဂ္ဂိုလ်ကဘလောက်အကျိုးများသွားသလဲဒီပုံမှာမူတည်ပြီးတော့ဆုံးဖြတ်ရတယ်လှူတဲ့ပုဂ္ဂိုလ်အတွက်မဟုတ်ဘူးရတဲ့ပုဂ္ဂိုလ်အတွက်ဆုံးဖြတ်ရတယ်ဥပမာမဲ့ဆွမ်းလှူတယ်ဆွမ်းဆိုတာအလုံးသိတဲ့အတိုင်းတမနဲ့စားပြီးရင်နေ့လည်ကျစားဖို့လိုအပ်နေသေးတယ်ဗမာတွေကတော့ထမင်းအသက်9ရက်လို့ပြောတာဒါမသေးတာကိုပြောတာနော်သို့တော့ထမင်းဆိုတာလူတွေဘယ်နှထပ်စားနေကြတစ်ထပ်ထဲနဲ့ဘယ်သူမှမဝဘူးနော်အနည်းဆုံး2ထပ်တော့စားမှာပဲအဲ့တော့သူ့ရဲ့စောင့်ရှောက်မှုဟာနေ့တစ်ဝက်ပဲခံတယ်လို့ပြောအောင်မှာပေါ့ထမင်းတစ်ခါစားပြီးရင်လူကိုအကျိုးပြုတာနေ့တစ်ဝက်ပဲအကျိုးပြုမယ်အဲ့တော့သူ့အကျိုးပြုတဲ့အတိုင်းတာအမတန်နည်းတယ်နောက်တစ်ခါအဝတ်တစ်ခုအဝတ်ရဲ့အကျိုးပြုမှုကလည်းပဲလူတွေမှာထမင်းနဲ့တော့ပိုတယ်အစာနဲ့တော့ပိုတယ်သို့တော့သိပြီးတော့ရေရှည်အကျိုးမပြုဘူး
1 လ 2 လ 3 လပေါ့နော်အခုလိုအကြောင်းဆောင်ဦးကြီးတွေလှူလိုက်တဲ့အခါကျတော့နှစ်ပေါင်းများစွာအကျိုးပြုတယ်ဒါကြောင့်မို့လို့အကြောင်းလူကိုမြတ်တယ်လို့ပြောတာဘာဖြစ်လို့လဲဆိုတော့အလှခံပုဂ္ဂိုလ်တွေပေါ်မှာအကျိုးပြုတဲ့အတိုင်းအတာမြတ်လို့ကြီးထွားလို့မြတ်တယ်လို့ပြောတာဓမ္မဌာနတရားကိုလှူတာကြတော့အလှခံပုဂ္ဂိုလ်ဘလောက်အကျိုးပြုလဲကြည့်ရှင်အတ္တစီကရှင်သာရိပုတ္တရာမထေရမြတ်ကိုရှင်သာရိပုတ္တရာအဲ့ဒီတုန်းကတော့ဥပဋိတ္တပရပိုက်ပေါ့ဘာသာတရားနဲ့ပတ်သက်ပြီးတော့မသိသေးဘူးတရားဓမ္မနဲ့ပတ်သက်ပြီးဝေးနေသေးတယ်ရှင်အတ္တစီကတရားအလှူပေးလိုက်တယ်ယေဓမာဟိတုပ္ပဘောတေတံဟိတုံတထာဂတောအကြောင်းကြောင့်ဖြစ်တဲ့တရားတွေအကျိုးတရားတွေရဲ့အကြောင်းတရားကိုမြတ်စွာဘုရားဟောပါတယ်လို့ဒီစကားလေးပြောလိုက်တာဟိုအလှခံလဲရတဲ့တရားနာလဲရတဲ့ဥပဋိတ္တပရပိုက်ရှင်သာရိပုတ္တရာအလောင်းဘလို့အကျိုးရသွားတော့ဆိုသောတာပန်ဖြစ်သွားတယ်လေရှင်အတ္တစီကယဟန္တာဆိုတော့ तू ကလှူလိုက်ရတဲ့ပုဂ္ဂိုလ် तू မှာဘလို့အကျိုးပြုမှာတော့ယဟန္တာဖြစ်နေပြီလေသို့တော့အဲ့ဒီတရားကိုလက်ခံလဲရတဲ့ဥပဋိတ္တပရပိုက်ရှင်သာရိပုတ္တရာကြတော့ကြည့်လေသောတာပန်ဖြစ်သွားတယ်ဆိုတော့နဲတဲ့အကျိုးလားအဲ့တော့လှူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးတဲ့ယူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးများတာဟာပို့ပြီးတော့တန်ဖိုးရှိတယ်လို့ဒီလိုမှတ်ရ